transition ဝါဒကိုယုံကြည်တဲ့ကျုပ်တို့ကိုယ်တိုင်ရဲ့ transition ဖရားကိုပြောထားတာစကားရှင်းရှင်းလေးပဲမင်းဘယ်အရာပေါ်မှာကြိုးစားမလဲအဲ့ဒီအရာနဲ့ပတ်သက်ပြီးမင်းအောင်မြင်မှုရမယ်你不要老子一个白马，找你一个个。အဲ့ချိန်လို့လက်တွေ့နဲ့ကြာပြီအဲ့ချိန်လို့ဟောဆရာရန်ကုန်နာနေလို့တကယ်ကိုပြန်ရင်းနေပြီကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ AND ပဲဖြစ်ပါတယ်ဒီနေ့ meeting ရှေ့ရဲ့ဗီဒီယိုလေးနဲ့တင်ဆက်ပေးကြပါမယ် meeting ရှေ့ရဲ့ဗီဒီယိုလေးတွေမလာခင်မှာအရန်မိုက်တဲ့ဘေးရဲ့စကားလုံးလေးတွေကိုအရင်ဆုံးနားထောင်စီကြပါတယ်ဒီကံကောင်းအောင်မြင်လာရင်ကြီးကြီးကျယ်ကျယ်တွေထပြောတာလူတဘာဝပါပဲတဲ့ညီလေးကံမောပုံမချနဲ့ကံကောင်းမောပုံချတာအဲ့ဒါစောက်ဖြစ်မရှိတဲ့ကောင်တွေပုံချတာတဲ့ပဲနော်ဘေးရတဲ့ပဲညီလေးတို့အပေါ်ရန်ကံကောင်းတာပါကွာဆိုတာရဲ့နောက်ွယ်မှာကျဲအောင်အကိုကြီးတို့ကြိုးစားခဲ့ရတဲ့ဥစ္စာကိုမင်းတို့မမြင်ဘူးကျမ်းမာရေးတွေပေးဆက်ရတယ်အချိန်တွေပေးဆက်ရတယ်ငွေကြီးတွေပေးဆက်ရတယ်နောက်ကျော်တာနဲ့ထိုးတာခံရတယ်သစ္စာဖောက်တာခံရတယ်အဲ့အောင်နာကျင်မှုတွေအများကြီးပဲအဲ့ဒီဝေဒနာတွေနဲ့ဖြတ်သန်းနေရတဲ့အချိန်မင်းတို့မမြင်ဘူးဒါပေမဲ့မင်းတို့မြင်လာပဲအချိန်လဲဆိုတော့တိုးတက်ပြီးတော့မှအပေါ်ရောက်သွားတဲ့ခါကျလွယ်လွယ်လေးပြောတာဒီကောင်ကံကောင်းလို့ပါကွာတချို့ကပါလဲဆိုတော့လူကြီးပွားသွားတာဘာတွေဥပဒေနဲ့မလုတ်ကင်းတာတွေလုံးလို့လည်းမသိဘူးဆိုတာမျိုးကလာတယ်အဲ့တချို့ရှိသေးတယ်အမျက်ကြီးစားလို့ဆိုတာမျိုးဒီမှာ comment တွေကြတော့ပြမယ်ကျုပ်ရောင်းနေတာ branded ရေမွေးတွေအဲ့ဒီရေမွေးရဲ့နာမည်ကို Google မှာရိုက်ပြီးထည့်လိုက်ပြီးဆိုတော့ official price ဘယ်လောက်ရှိတယ်ဆိုတဲ့ဥစ္စာချက်ချင်းကြားလာတာအခုခေတ်ကကလေးတွေကအစ YouTube Google သုံးနေတဲ့ခေတ်တစ်ထောင်တန်ပစ္စည်းကိုတသိန်းရောင်းလို့ရတဲ့ခေတ်မဟုတ်တော့ဘူးသဘောပေါက်လားခေတ်ကြီးကတိုးတက်နေပြီဘာလဲဆိုတော့စူးစမ်းအထုတ်မှုဒီဘေးလူတော်များများသိမယ်လို့ထင်ပါတယ်တိတ်တော့မှတော့လူသိမှန်းတယ်ရိုးသားသားဝင်ခိုင်းဒီဘေးရဲ့စကားပြောတာထောက်မတူတဲ့လော်တာဒါပေမဲ့သူပြောစကားရမှန်တဲ့စကားလုံးတွေကြည့်ပဲဆိုတော့လေလုံးဝလက်မခံလို့မရအောင်ကျုပ်တို့ transition ဝါဒကိုယုံကြည်တဲ့ကျုပ်တို့ကိုယ်တိုင်ရဲ့ transition ဖရားကိုပြောထားတာစကားရှင်းရှင်းလေးပဲမင်းဘယ်အရာပေါ်မှာကြိုးစားမလဲအဲ့ဒီအရာနဲ့ပတ်သက်ပြီးမင်းအောင်မြင်မှုရမယ်သဘောတရားပါလဲဆိုတော့ငါ transition ရအုံဖဆိုပြီးလာပြီးတော့မှမလုပ်ပေးဘူးကြိုးစားမှမင်းလိုချင်တဲ့ဥစ္စာမင်းကြိုးစားတဲ့အပေါ်မှာမင်းအောင်မြင်မှုရမှာသဘောပေါက်လားကြိုးပြောတဲ့ဥစ္စာကြိုးစားမှုတစ်ခုနဲ့တော့မရအောင်ကျုပ်အမြဲတမ်းပြောတဲ့စကားကြိုးစားမှုရဲ့နောက်ွယ်မှာပါလဲဆိုဖြတ်ထိုးညံလို့တယ်ခေါင်းအရန်လို့တယ်နောက်တစ်ခုပါလဲဆိုဝရိယအဲ့ဒါတွေနဲ့အတူတူကျုပ်မှာလျှို့ဝှက်ချက်တွေရှိတယ်ကျုံလုံးပြောပြမယ်အဲ့ဒါပါလဲဆိုကျုပ်ဘယ်တော့အခါမှလောင်ကစားမလို့မိုက်ပါတယ်တကယ်ထောက်ခံပါတယ်အဲ့ဒါတစ်ကိုဖြတ်တာချတန်ကိုဖြတ်တာတန်ကြီးလူဖြတ်တာအရက်စီးပွားကိုဖြတ်တာလောင်ကစားလောင်ကစားလုပ်ပြီးချမ်းသာသွားတဲ့လူဆိုတဲ့ဥစ္စာကဘာပေါ်မှာ 0.5% ရဲ့အောက်မှာပဲရှိတယ်ရုပ်ဆွအဆုံးဘောလုံးပွဲတော့မလောင်ဘောလုံးပွဲလောင်းဖို့မပြောနဲ့ဘောလုံးပွဲကြည့်ရတာလဲဝါသနာမပါဘူးကြည့်လည်းမကြည့်ဘူးကျုပ်အခုအသက်30ကျော်လာပြီနော်ခုချိန်ဒီဘောလုံးသမား3ယောက်ပဲတည်တယ်ရိုနယ်ဒိုရဲ့မက်ဆီရဲ့ဒေးဗစ်ဘက်ခမ်ရဲ့ဒီ3ယောက်ပဲတည်တယ်နောက်တစ်ခုကဘာလဲဆိုတော့ကိုယ့်ကိုဖျက်ဆီးမဲ့အပေါင်းအသင်းလုံးဝမထားအောင်နော်အဲ့ဒီအရေးမပါတဲ့အရာတွေအတွက်ကိုအချိန်ပေးလေးလေးကိုဘဝအတွက်ကိုအရေးပါတဲ့အရာတွေကအလန်းဝေးဝေးကိုရောက်သွားလိမ့်မယ်နောက်တစ်ခုပါလဲဆိုတော့ကိုမိသားစုပေါ်မှာကိုဘယ်တော့အခါမှသစ္စာမပေါအောင်ကျုပ်အိမ်အောင်သက်12နှစ်ကျော်လာနေပြီမယားတယောက်တည်းပဲတာမမတ်မယားမမတ်ကျုပ်ပေါင်းတယ်ကျုပ်သားသမီးပေါ်မှာကျုပ်သစ္စာမဖောက်ဘူးကျုပ်သားမယားပေါ်မှာကျုပ်သစ္စာမဖောက်ဘူးငတ်နေချိန်မှာကျုပ်ရဲ့လက်ကိုဆွဲပြီးတော့မှလောကရန်တရားကိုရင်ဆိုင်ခဲ့တဲ့ကျုပ်မိသားစုကပြည်လဲလာတဲ့အခုလိုအနေထားမျိုးမှာကျုပ်တို့ရဲ့လက်ကိုမလွတ်လိုက်ဘူးအဲ့ဒါတခုကအရန်အရေးကြီးတယ်ဘယ်ဘာသာမှမဆိုတော့တက်နေတဲ့အချိန်တော့အတူတူကြိုးစားပြီးတော့မှပြည်လဲတဲ့အဆင့်အနေထားကိုရောက်သွားတဲ့အခါကျတော့မှနှစ်ယောက်ထဲကတစ်ယောက်ကအိမ်တော်ရေးဖောက်ပြန်ကြည့်ချက်ချင်းခွေးပြန်ဖြစ်တာပြောချင်တာပါလဲဆိုတော့ခင်ဗျားတို့မမြင်နိုင်တဲ့ဒီလိုအချက်တွေရှိတယ်အဲ့ဒါလည်းအတူတူကြိုးစားတယ်ဝရိယထားတယ်ဖြတ်ထိုးညံသုံးတယ်အဲ့ဒီပုံမှာဘာဖြစ်လဲဆိုတော့တိုးတက်တဲ့အောင်မြင်တယ်ဒါကိုလာပြီးတော့မှကံတရားကောင်းပေါ်လာပြီးပုံမချတယ်နားခါတယ်သဘောပေါက်လားကြိုးပြောတာ